Okay အားလုံးပဲမင်္ဂလာပါအဲ့တော့ကျွန်တော်ဒီနေ့ကတော့ digital IC တစ်မျိုးဖြစ်တဲ့ဒီ Engage နဲ့ပတ်သက်ပြီးတော့ knowledge share လုပ်ပေးပါမယ်ဒါလေးကတော့ကျွန်တော်အပြင်မှာတွေ့ရတဲ့ Engage ပေါ့ဗျာအပြင်မှာတွေ့ရတဲ့ Engage လေးဖြစ်ပါတယ်ဒါတို့ပုံစံမျိုးလေးပေါ့နော်code number တော့မမြင်ရတော့အော်ဒီမှာဆိုရင် CD4081BE ပေါ့နော်ဒါသူ့ရဲ့အပြင်မှာတွေ့ရတဲ့ပုံအဲ့တော့သူ့ကို circuit design ဆွဲမယ်ဆိုရင်တော့သူ့ရဲ့ circuit design ကဘယ်လိုဆွဲရလဲဆိုတော့တို့ပုံစံမျိုးလေးဆွဲရတယ်ဒါကိုကျွန်တော်တို့ Engage လို့ခေါ်တယ်အဲ့တော့ gate တွေကတော့အများကြီးပဲ OR gate တို့ NOR gate တို့ bar gate တို့ညာ gate တို့ရှိတယ်ကျွန်တော်ကျောင်းမှာတော့ဆိုပြီးshare ချက်ခဲ့ရတာပေါ့နော်ဒါကျွန်တော်လက်တွေ့ရှင်းပြပေးမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ circuit design အဲ့တော့ Engage ဖြစ်တဲ့ခါကျတော့ကျွန်တော်တို့ညှောက်တာပေါ့ဗျာပြောရရင်တော့ညှောက်တာအဲ့တော့ကျွန်တော်တို့ကဒီမှာဒီဘက်ကအဝင်ရဒီဘက်ကအဝင်ရနှစ်ခုညှောက်လိုက်တဲ့ခါကျလို့ရှိရင်1ရရင်ဒီဘက်ကနေရောမှာ height ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဘက်က1ထွက်မယ်နော်1ထွက်မယ်အဲ့တော့ဒီဘက်ကတော့သူ့ရဲ့ truth တွေပဲဒါတွေကိုလေ့လာတဲ့ခါကျရင်သူက truth တွေပဲနဲ့လေ့လာတယ်ဗျာအဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က A ရယ် B ရယ် Q ရယ် A ကကြတော့ in ပဲ B ကလည်း in ပဲ Q ကတော့ out ပေါ့နော်အဲ့တော့ဘယ်လိုမျိုးလဲဆိုတော့ဒီမှာ0 0ဆိုရင်ဒီဘက်က0ဖြစ်တယ်0နဲ့1နဲ့ဆိုရင်လည်း0ဖြစ်တယ်1နဲ့0ကလည်း0ဖြစ်တယ်အဲ့တော့1 1ဆိုလို့ရှိရင်တော့သူက1ဖြစ်တယ်အဲ့တော့1နဲ့0ကြီးဆိုတာကြတော့ဘာကိုပြောချင်တာလဲဆိုတော့ဒီကောင်အပေါင်းပေးလိုက်ဒီကောင်1ဖြစ်သွားတယ်ဒီလိုပုံစံမျိုးဗျာ1010 digital IC ဖြစ်တဲ့အခါကျတော့1010ပုံစံမျိုးပေါ့နော်ဒီလိုပုံစံမျိုးအဲ့တော့ဒီကောင်က high voltage ဖြစ်သွားတယ်နော် high voltage ဖြစ်သွားတယ်12 voltage ပေါ့နော်12 voltage ဆိုရင်ဒီကောင်1ဒီကောင်ကကျတော့ low voltage ဆိုရင်ဒီကောင်က0အဲ့တော့ဒီကောင်က high ဖြစ်ပြီးဒီကောင် low ဖြစ်နေတဲ့အချိန်မှာဆိုရင်ဒီကောင်က0နှစ်ခုစလုံး high ဖြစ်နေတဲ့အချိန်ပေါ့နော်နှစ်ခုစလုံး high voltage မှာ12 voltage ကျွေးလိုက်တယ်ပေါ့ဗျာဒီကောင်လည်း12 voltage ဒီကောင်လည်း12 voltage ဆိုလို့ရှင်နော် high ဆိုတဲ့ခါကျရင်ဒီဘက်က1 ဆိုပြီးတော့မှထွက်တယ်1 voltage မဟုတ်ဘူးနော်1ဆိုပြီးထွက်တယ်ဒီကလည်း12 voltage ထွက်မှာနော်အဲ့မှာဆိုလို့ရှိရင်အင်နှစ်ခုစလုံးက1ထွက်တဲ့ခါဆိုလို့ရှိရင်အောက်ကလည်းအနေ1ထွက်ပါတယ်ဟုတ်နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီမှာလက်တွေ့ဘယ်လိုဆင်မလဲဆိုတော့ဒါကတော့ circuit design ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာခလုတ်လေးဆင်ထားတယ်ဒီမှာတော့ကျွန်တော်တို့ဒီ ground ချပေးထားတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီကောင်အရင်ဆုံးရှင်းပြမယ်အဲ့တော့ဒီခလုတ်က normally open ဖြစ်နေတဲ့အချိန်မှာဆိုဒီကောင်ကဘာဖြစ်နေလဲဆိုတော့ ground ကျနေတယ် ground ကျနေတဲ့ခါကျတော့ဘာလဲဆိုတော့ ground ကျနေတဲ့ခါကျတော့ဒီကောင်က0 ground ကျနေတဲ့ခါကျရင်0အဲ့ဒီမှာလည်းအဲ့လိုပဲဒီမှာ normally open ဖြစ်နေတဲ့အချိန်မှာဆိုလို့ရှိရင်သူက ground ကျနေဖြစ်တဲ့ကြောင့်လို့ဒီ B ကလည်း0เนาะအဲဒီကောင် B ကောင်က B ကလည်း0လောလောဆယ် A ကလည်း0မြင်နော် A ကလည်း0 B ကလည်း0ဆိုတဲ့အခါကျတော့ဒီဘက်က Q ကလည်းဘာဖြစ်မလဲ0ဖြစ်နေတယ်ဟုတ်ပြီနော်ဟုတ်ပြီနော်ဟုတ်ပြီအဲ့မှာကျွန်တော်တို့ကဒီမှာဒီကောင် normally close လုပ်လိုက်မယ် normally close လုပ်လိုက်မယ်ဆိုလို့ရှိရင်ဒီကနေလာတဲ့တွဲဖို့တွေကဘယ်ကိုရောက်သွားမလဲဒီ A ဘက်ကိုရောက်သွားမယ်အဲဆိုရင် A က1 A က1ဒီကောင် normally open ဆိုရင်ဒီကောင်0 A က1 B က0ဆိုတဲ့ခါကျလို့ရှိရင်ဒီဘက်မှာ0ပဲဟုတ်ပြီနော်ဟုတ်ပြီဒီကောင်ကိုကျွန်တော် normally open လုပ်ထားမယ်ဒီကောင်ကို normally close လုပ်လိုက်မယ်အဲ့တော့ဒီကောင်ကိုခလုတ်နှိပ်လိုက်တဲ့ခါကျလို့ရှိရင်ဒီကတွဲဖို့တွေကဒီ B ကိုရောက်သွားမယ်အဲ့တော့ B က1 A က0ဆိုတဲ့ခါကျလို့ရှိရင်လည်းကျွန်တော်တို့ဒီဘက်မှာဘာထွက်ရမလဲဆိုတော့0ပဲထွက်မယ်ဟုတ်ပြီနော်ဟုတ်ပြီအဲ့တော့နှစ်ခုစလုံးကိုကျွန်တော်တို့က11ကျွေးလိုက်မယ်ဒီကောင်လည်း normally close ဒီကောင်လည်း normally close နှစ်ခုစလုံး normally close လောက်လိုက်တဲ့အချိန်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီကောင်လည်း1ဖြစ်သွားမယ်ဒီကောင်လည်း1ဖြစ်သွားမယ်1ဖြစ်တဲ့အခါကျလို့ရှိရင်ဒီကနေရောကျွန်တော်ကဘာဖြစ်သွားမလဲ1ဖြစ်သွားမယ်1ဖြစ်သွားတဲ့အခါကျတော့ကျွန်တော်သူကျွေးထားတဲ့ဘိုးတွေကတွဲဘိုးတွေဆိုတော့ဒီကနေရောမှဒီ resistor ကိုဖြတ်မယ်ဒါ LED ဆိုလို့ရှိရင်လည်း LED ပေါ့နော် LED ကိုဖြတ် ground ချမယ်ဆိုရင်ဒီ LED မီလီယာလင်းလာဒါက engage တွေရဲ့လှုပ်တဲ့ပုံစံဖြစ်ပါတယ်အဲ့တော့သူက truth တွေပဲနဲ့လေ့လာတယ်ကိုယ်ထဲမှာခောက်ချကြည့်လိုက် truth တွေနဲ့လေ့လာတော်တော်လေးလွယ်တယ်ဒီ gate ကအဲ့တော့ဆိုလို့ရှိရင်ကျွန်တော်တို့က11ဖြစ်မှာဒီဘက်က1အောက်ဘက်က1 00ဆိုရင်လည်း0 01ဆိုလို့ရှိရင်လည်း0ပဲ10ဆိုလို့ရှိရင်လည်း0ပဲအဲ့တော့ engage ဒီတော့မြှောက်ရတာဖြစ်တဲ့ကြောင့်1နဲ့1နဲ့မြှောက်လိုက်မယ်ဆိုရင်ဒီဘက်က0ဆိုပြီးတော့မှထွက်လာမှာဖြစ်ပါတယ်ဒါက engage ရဲ့အလုပ်လုပ်တဲ့ပုံစံလေးကိုဒါစာတွေ့အနေနဲ့အကြမ်းမြင့်ပေါ့နော်အကြမ်းမြင့်ရှင်းပြပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့နောက်ရဲ့ဗီဒီယိုမှာလက်တွေ့သင်ခန်းစာအနေနဲ့ထပ်ပြီးတော့ရှင်းပြပေးပါအောင်ကျွန်တော်ဖုန်းက quality ကမကောင်းတော့ဒီမှာ focus ကမပြတ်တော့အဲ့တော့ဒီလိုမျိုးပေါ့နော်ဒါသူအပြင်မှာတွေ့ရတဲ့ engage လေးဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ